မင်းအင်တာဗျူးလာလားဟုတ်တယ်ငါနေရာထိုင်မှာလို့တာဒီဘက်လားဒီနေ့အသက်ဘယ်လောက်ရှိလဲဆက်ချာဆိုမင်း CV ဖောင်ထဲမှာ18ရေးထားပါလိမ့်မယ်ခင်ဗျားယူထားကျွန်တော် CV ဖောင်မှာဟုတ်အဲ့လိုမင်းကိုလိတ်ချက်ပြီးတော့လောနဲ့မလောနဲ့ပြပြပြောသေးစိတ်ပြောရတယ်ကျွန်တော်ကအသက်26ကျွန်တော်မနက်7 နာရီကဘာကြီးကနေလာရင်ကျွန်တော်အမေကကျွန်တော်ရတယ်အဲ့ဒါမှပြောတယ်မင်းမေးခွန်းတစ်ခုမေးတယ်မင်းအကြောင်းပြဿနာပါအခုခင်ဗျားမေးနေတဲ့ပြဿနာအကြောင်းဆုံးမင်းရောဘေးမင်းရဲ့ CV ဖောင်မှာရှိတာမင်း editing လေ့လာတာလားဒီမင်းဒီ editing skill ဆောင်ကြည့်ဘူးလားဒီလိုကျွန်တော်အသက်30မှာကြည့်အမေ26နှစ်လို့အဲ့ကြောင့်ကျွန်တော်နောက်4နှစ်မှကြည့်ဖို့ပြီးစင်တာ nice ဆိုရင်အလုံးမင်းတစ်လ3သိန်းပြီးမယ်တန်းခန့်ကာလ3လပြီးလို့ရှိရင်6သိန်းပြီးမယ်လက်ခံနိုင်လားအဲ့တော့ကျွန်တော်နောက်3လနေမှအလုပ်လာလုပ်ကျွန်တော်နောက်3လနေမှအလုပ်လာလုပ်โอเคကျေးဇူးပါ要你